အားလုံးပဲမင်္ဂလာပါ။ Exam မြန်မာနဲ့ပြန်လည်ကြိုဆိုပါရစေ။ Data validation ကိုဆက်လက်လေ့လာသွားမှာဖြစ်ပါတယ်။ပထမတစ်ခုအနေနဲ့ selling price column မှာရှိတဲ့ဆက်ကွက်တစ်ခုခုကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဈေးနှုန်းပမာဏဘလောက်ကနေဘလောက်ကြားရိုက်ထည့်ပါဆိုတဲ့ပုံစံမျိုးလေးကိုပြသချင်တာဖြစ်ပါတယ်။ဒုတိယတစ်ခုအနေနဲ့ကတော့ပမာဏတစ်ခုခုမှားပြီးရိုက်ထည့်လိုက်တယ်ဆိုလို့ရှိရင်မှားနေပါတယ်ဆိုတဲ့ပေါက်လေးပြမှာပေါ့နော်။ဒီပုံစံလေးကိုဆန်းကြည့်မှာဖြစ်ပါတယ်။ Data validation ထဲမဲ့ column ကို select ပေးလိုက်ပါမယ်။ Data တက်ထဲကိုသွားပါမယ်။ Data 2ကနေ Data validation ကိုသွားပါမယ်။ဒါဆိုလို့ရှိရင်ပုံမှန်တိုင်းပဲဒီပေါ်လေးကြာလာပါပြီ။ Any value နေရာမှာ whole number ကိုထားလိုက်ပါမယ်။ Data ဆိုတဲ့နေရာမှာ bidin ကိုပဲထားလိုက်ပါမယ်။ Minimum 9000ကနေ maximum 10သိန်းကိုပေးပါမယ်။ Setting ဆိုတဲ့အဆင့်ရသွားပြီ။ Input message ဆိုတာကိုဆက်သွားပါမယ်။ Show input message once cell is selected cell ကို select မှတ်ထားတယ်ဆိုလို့ရှိရင်တော့ပြမယ့်စာသားခေါင်းစဉ်ကိုသတိပြုရန်ဆိုပြီးပေးလိုက်မယ် input message ကတော့ဈေးနှုန်းကို9000မှ10သိန်းကြားသာရိုက်ထည့်ပါဆိုပြီးပေးထားပါတယ်နောက်တစ်ခုအနေနဲ့ကတော့ error alert ပေါ့နော် error alert ကတော့မှားထည့်တယ်ဆိုလို့ရှိရင်တော့ပြမယ့်စာသားဖြစ်တယ် style မှာ stock ကိုပဲယူလိုက်ပါမယ် title မှာစင်းမှားနေပါသည် error message ကတော့သတ်မှတ်ထားသည့်ဈေးနှုန်းမဟုတ်ပါပြန်လည်စစ်ဆေးပါပေါ့နော်ဒီပုံစံလေးကို okay ပေးလိုက်ပါမယ်ဒီမှာပေါ့နော်သတိပြုရန်စာသားပို့လာပါပြီပေါ့နော်ဒီ column hide ထားလိုက်ပါမယ် selling price ရှိတဲ့ခေါင်းစဉ်အောက်ကဆက်ကွက်တစ်ခုခုကိုနှိပ်လိုက်ပြီးဆိုပါနဲ့ပေါ့နော်ဈေးနှုန်းကို9000မှ10သိန်းကြားသာရိုက်ထည့်ပါဆိုပြီးပြရတယ်ပေါ့နော်9000ဆိုရင်တော့အဆင်ပြေတယ်ပေါ့နော်10သိန်းရိုက်ထည့်လိုက်ပါမယ်10သိန်းလည်းအဆင်ပြေတယ်ပေါ့နော်ဆိုတော့1000ရိုက်ထည့်လိုက်ပါမယ်1000ဆိုရင်ဒီပုံစံလေးပြရပါတော့စင်းမနေပါသည်သတ်မှတ်ထားသည့်ဈေးနှုန်းမဟုတ်ပါပြန်လဲစစ်ဆေးပါဆိုပြီးပြရတယ်ပေါ့နော်15သိန်းရိုက်ကြည့်မယ်ပေါ့နော်15သိန်းဆိုလို့ရှိရင်လည်းဒီလိုပြပါတယ်ပေါ့နော်ဒီပုံစံလေးကတော့သွင်းရတဲ့ပမာဏတွေကိုလည်းဖော်ပြထားတယ်အကယ်၍မှားတယ်ဆိုလို့ရှိရင်လည်းပဲသတိပေးရဖြစ်တဲ့အတွက်စင်းသွင်းတဲ့သူတွေအတွက်အဆင်ပြေတယ်မှာဖြစ်ပါတယ်